တားရီဒီလာစင်ပြေမင်းကိုပတ်စံလေးနည်းနည်းလောက်လွှဲပေးပါဦးဟာအဲ့ကြောင့်ခင်ဗျားတို့စီဖုန်းမဆက်ချင်တာဖုန်းလေးတစ်ခါစကားဆက်လိုက်လို့ရှင်ပတ်စံနဲ့ပဲဗျာအေးပါအမေကျမ်းမာရေးမကောင်းလို့တားစီကိုကူညီတောင်းကြတာပါရတယ်တားစင်ပြေအောင်နေနော်အမေဖုန်းချလိုက်တော့မယ်ရတယ်တားဒီမှာလဲပတ်စံရှာရတာလွယ်တယ်မှတ်နေလားခင်ဗျားတို့ကဗဇက်လေးကနေပဲတောင်းနေတာဗျာမလွယ်ဘူးဗျာမေတာကိုရီးယားတင်တန်းလေးတက်ရှင်လို့လေတားတင်ငယ်ချင်းတွေတောင်တက်နေတာဘဲသွားတက်မှာတော့ငါသားရဲ့မြို့ဘောအမေရစားစိတ်ပါစိတ်တော့အကုန်ခမ်းမှာနော်မေတားတက်ချင်တက်ဘောငါသားရဲ့ဒါနဲ့ကိုရီးယားစာတက်ပြီးတားဘာလုပ်မှာတော့ဟာမေရလဲကိုရီးယားစာတက်မှာတော့ကိုရီးယားသွားမလို့လေတားကိုရီးယားသွားပြီးလုံးမလို့သူများရေဆိုရင်ဂျပန်နေရောသွားကြတာတားကတော့ကိုရီးယားသွားမှာအေးမေရထားပြီးမှာဘောငါသားတက်ချင်တက်အဲ့ဆိုတာတင်တန်းအလိုက်တော့မယ်မေပတ်စံထုတ်ပေးရောအေးပါငါသားရဲ့ညနေကျမေလုပ်ပေးမယ်နော်တားတို့ငယ်စဉ်တော့အမေကျွေးမွေးစောင့်ရှောက်ခဲ့တာပါအမေကြီးမှတားတို့လှုပ်ရက်လိုက်တာနော်နင်လိုသစ္စာတရားမဲ့ပြီးဂုံပကသရာမတ်တဲ့မိန်းမနာကိုငါသားကိုငါမထားခဲ့နိုင်ဘူးငါသားကိုငါလူတစ်လုံးသူတစ်လုံးဖြစ်အောင်ငါကျွေးမွေးမယ်ငါခေါ်သွားမယ်ဒါဖေးဖေးတယောက်လုံးရှိရနော်ဘယ်သူမှသားနာရှိကြမလို့喂，တာပါဇက်ကနေအဲ့ဇက်ကားကိုလုံးဝမထွက်နဲ့နော်တာဘဝမှာလေဖေဖေရောမေမေရောဖေဖေတယောက်တည်းပဲရမ်းချစ်တယ်နော်ဟုတ်မေတာဘမစားနေတာစားကျင်တာအဲ့လိုငါသားရဲ့မေဝယ်ကျွေးပါမယ်ကိုကပတ်စံနေနေရနော်ငါသားဒီမဲ့ဒါလေးစားထားလိုက်နော်သားအမေညနေကျရင်ဝယ်ကျွေးမယ်နော်သားနော်ဒါလေးစားထားလိုက်ဟောမေရဲ့တားတို့ဒါသမင်းချမ်းနဲ့ညီပဲဆန်နေတိုင်းစားနေရတာလေမေတာတစ်ခါတလေတော့အဲ့လိုစားနေတဲ့ဟာကြီးစားကြည့်နေတာမေရသားရဲ့မေနေကိုပတ်စံကြည့်လိုက်ဦးမယ်နော်ပတ်စံလေးကနေနေတာငါသားရဲ့အမေကလည်းဆေးလေးတစ်လုံးလောက်ဝယ်ခြင်းနေရလေငါသားဝယ်ကျွေးပါမယ်နော်ညနေကျရင်မေဝယ်ကျွေးမယ်ဒါလေးစားထားလိုက်နော်သားနော်လိမ္မာတယ်ငါသားလေးကအာမေတာဟာမေကိုစတာတာစားနေကြဒါလေးပဲစားလို့တရားကောင်းတာမေတလုတ်ခွန်ကြီးလို့တာဒါလေးပဲစားလိုက်မယ်ကောင်းတာသားရဲ့စားလိုက်နော်သားနော်မေခွန်မယ်ကောင်းလားသားကောင်းရမယ်ကောင်းမယ်အဲ့လိုကောင်းနေမေဒါခုနစားတာစားကြမအောင်အဲ့လိုဟာတွေကောင်းလည်းမကောင်းအမေကွန့်ကြွေးတဲ့ဟာစားကောင်းတာဒါအမေရှိရင်ဒါနာမှာရှိနေဒါပျော်တယ်ပြည့်စုံပြီမေသားလေးရေဖွားဖွားဒီလှုပ်ပြီးမှပတ်စံရမှာအဲ့ဒါကိုကြက်ကြော်ဝယ်ကျွေးလို့မရဘူးထမင်းဝယ်ကျွေးမယ်တတလိမ္မာတယ်နော်သားနော်သူခင်ဗျာကလေးလေးကကြက်ကြော်စားခြင်းနေတာဒီလှုပ်ပြီးရင်တော့မှကြက်ကြော်မစားနိုင်ပါလားထမင်းမဲ့ဝယ်ကျွေးနိုင်မှာဆိုတော့ငါကုသိုလ်လုပ်လိုက်ပါဦးမလို့爸爸被这样比，这是咱们爸爸。爸爸被这样比。ဟိုပြန်ကောက်ရတယ်ဆိုတော့ဒီရင်ကပတ်စံနေမှာပေါ့ဖွားဖွားမေးကြည့်လိုက်ဦးမယ်သားနော်被这样比。ဟာဥပစံမဟုတ်ပါဘူးကွာမင်းကောက်ရတာလားဟုတ်တယ်အဲ့ဆိုမင်းကောက်ရရင်မင်းပတ်စံပဲဗောကွာမင်းမဟုတ်ဝယ်စားလိုက်လေနော်တားစားချင်တာဝယ်စားလိုက်သွား爸爸这就这样比အေးသားလေးအော်ဒေါတော့ကျန်းနေလဲပြောင်းပါပြီဗျခင်ဗျဒီနေ့လှုပ်စောစောဆင်းရင်ဆင်းလိုက်တော့ကျွန်တော်လည်းသွားရရှိသေးရဲ့ရော့ဒီမှာလောကဟုတ်ကဲ့ပါဆရာတဖက်နဲ့စီဖွားဖွားတို့ပြန်စို့အမှန်တကယ်လိုအပ်နေတဲ့ຢာလေးကိုကူညီလိုက်ရတာရင်ထဲမှာပီတိဖြစ်တယ်ကွာဟာပီတိရှမ်းတာပဲမသိဘူးထင်တယ်လမ်းနေချော့ကုန်တော့ပတ်စံလေးထဲလာအောင်မယ်ကွာ2000ပေးလိုက်ပါမယ်ကွာကိုမရှိပဲနဲ့များပေးချင်နေသေးရဲ့နော်2000ပဲဒီနေ့ရှိတော့တာ
လူတွေမလွယ်ပါနဲ့နော် ထည့်လိုက်ပါမယ်ကွာယူလေးကလေးလေးရဲ့ရော့ဘဝစတိုင်းလူတိုင်းကိုကူညီနိုင်ရတဲ့လူတစ်ယောက်ဖြစ်ပါလို့အရှင်ဗျာဟာအပင်လေးတော့တော်တော်တန်းလာရွယ်လက်ကလေးလေးထဲလာအောင်မယ်ကွာ 妹妹， မောင်လေးမမချစ်ရှင်လို့အော်ဟုတ်ကိုကြီးညီမလေးရင်ချစ်နော်ညီမလေးကိုရင်ချစ်ပေးအင်းမလေသူများချစ်ချင်လို့စောင့်နေတာကြားလာပြီဟဲညီတို့တော့နားတွေကိုညီးနေတာပဲဒီမှာချစ်ရတာမနိုင်တော့ဘူးညီတို့ကောင်းချင်းမောင်းရောင်းဖို့အုံးသီးမိရင်ပြီးတာမဟုတ်ဘူးလားဒီမှာအုံးသီးချစ်ရတာလက်တွေကိုပဲ့နေပြီယောက်ျားရှင်ဘာလုပ်နာဟာလန့်တာကွာငါဖုံးကြည့်နေတာလေကွာကြည့်မနေနဲ့တော့အဝေးသွားလျှော်ကြီးခဏနေရှိုးပေးပါမယ်ကွာရော့အခုသွားလျှော်ကြီးဟာပတ်စံနေဦးလေးမိလျှော်လိုက်မယ်သမီးလျှော်လိုက်မယ်ဟာငါတူမလေးအာနာစရာကြီးကွာမလျှော်ပါနဲ့ရတယ်ဦးလေးမဟုတ်လဲသမီးဟာကြီးလျှော်ရမှာလीအပန်းမကြီးပါဘူးဟောအေးအဲ့ဒါဆိုလဲဦးလေးဝင်လေးနည်းနည်းထက်လျှော်ပေးပါအောင်ကွာသွားယူလာအောင်မယ်ရောငါတူမလေးအပန်းမကြီးဘူးမလားဒါလေးရောထက်လျှော်လာအောင်နော်ဟုတ်တူမလေးခဏလာပါအောင်ကွာလေချွေးပြင်ဟာကျတော့နဲ့တယ်ဟေးအတော်ကမမြင်ဘူးဗျ3သိန်းကြီးတော့မယ်ရှင်လာပြီဦးလေးတူမလေးညီရနေပတ်စံ5သိန်းလွှဲလိုက်တယ်ရော့ဟုတ်2သိန်းနဲ့နေဦးလေး5သိန်းဆိုဟာ3သိန်းကညီခုနဝှေ့လျှော်တဲ့အင်ကြီးအိတ်ထဲမှာလေယူပြီးသွားရင်မဟုတ်ဘူးလားဟင်းဦးလေးဟင်းဟာမိမရေမေးလာတယ်ဟဲ့လာပြီတော့ရဲ့ဟာမောလိုက်လားမေးအဆုံးပါပဲလားလာမေးမမောပါဘူးတော့ရေငါလာကြိုက်တဲ့ဟာတွေကုန်ပါခဲ့တယ်နော်ဟဲ့မေးသမီးမာလာတွေလည်းမပါဘူးမနိုင်တော့လို့သမီးရေနောက်တစ်ခေါက်ထက်လာခဲ့ရင်ဝယ်ခဲ့မယ်နော်သမီးလေးပါလာတာတွေအကုန်လုံးကလည်းသူ့သက်မှတ်အတွက်ကြည့်ပဲသမီးကချွေးမာလာသမီးလားမသေးခွဲတော့ဘူးနော်မိမလည်းကွာအမေကိုစိတ်မဆိုးပါနဲ့နောက်တစ်ခေါက်ကျရင်အမေကမင်းတို့ဝဲလာခဲ့မှာပါကွာအခုမေမင်းကြိုက်တဲ့ဟာလေးတွေချက်ထားတယ်သွားဆက်လိုက်အောင်သွားအသမီးလေးရဲ့အမေကိုစိတ်မဆိုးပါနဲ့အမေတမောက်ပေါ်ကောင်းပြီတယ်ဆိုတာလေငါသမီးလေးပေါ်ကောင်းအောင်လို့ပါနော်သမီးငါသမီးလေးစိုးရင်တော့မှလေအမေကိုပဲလားတိုင်ပါနော်ရောက်ခမညိုညင်တာနဲ့အမေညိုညင်တာဘယ်ဟာပူကောင်းလဲဆိုတာအော်မိဘများနော်သားသမီးကိုပူတန်းလိုက်တာငါသမီးလေးနားလည်နေမှာပါနော်သမီးလေးဟုတ်ကဲ့ပါမေရဲ့သမီးနားလဲပါပြီနော်ကဲသားနဲ့သမီးရေအမေပြန်တော့မယ်နော်သွားအမေဩဒါနဲ့အမေသမီးကိုစိတ်ချနော်တာချစ်ခင်နဲ့ view ဆိုင်မှာပါအမေ तू ဆိုးလို့ရှိရင်လည်းအမေတိုင်ပါနော်အေးပါငါသားလေးအမေသွားပြီနော်သားနဲ့သမီးချစ်ခင်နေကြနော်ဖះဟိုကောင်မင်းငါ့အိမ်ထဲမှာဘာချောင်းနေရတော့ဘာမဟုတ်ကိုပါရာဆကွာငါ့အိမ်ရှိမြလားချောင်းဘာကောင်မျက်မှန်နေတော့မသိဟာရမ်းဖြစ်နေကြလားဟောမြန်ငါညီမအောင်နောက်ရှိရတော့ခေါ်မင်းရမြတ်ကွာ ဟိုဝမ်းဟာဖိုက်တာကြီးပဲနှစ်ယောက်ဖိုက်နေတာငါကူမငါ့ကိုပါရိုးတခြားသားတခြားဖြစ်အောင်ထိုးထဲလိုက်ရင်တော့ငါမလွယ်ဘူးပြန်ပါနှောက်ရှော့ငါဒီရက်ကွက်ထဲမှာဖိုက်တာပဲမင်းတို့မှတ်လားတွားတော့ကွာအခုဘာလုပ်နေတာတော့အဲ့နာမှာဟမ်ဘာကြီးလို့ဟဲ့မင်းဘယ်သူမှမပြောနဲ့နော်မင်းငါထိုးမှာနော်ဟဲ့ဒီလိုပုံစံတော့မကြောက်တော့ပါဘူးဗျာပြောမှာနော်ကျွန်တော်ကတရုတ်ကလုံးလိုက်ပြောမှာနော်ဟဲ့အဲ့လိုတော့မလုပ်ပါနဲ့ကွာငါမင်းခိုင်းတာအကုန်လုပ်ပေးပါမယ်ငါနာမည်ပြတ်သွားလိမ့်မယ်နော်တကယ်တော့အဲ့ဒါဆိုလို့ရှိရင်အခုညီမနဲ့ကျွန်တော်ကိုအောင်လွယ်ပေးဗျာအေးပါကွာငါတက်နန်စောမင်းကိုကူညီပေးမယ်နော်ဒါပေမဲ့မင်းရက်ကော့ထဲကဘာမှမပြောအောင်နော်မ
မပြောဘူးရောက်ပါစိတ်ချဒါနဲ့ငါရောက်ပါရဲ့နှခမ်းနေနေလိုက်တယ်နော်ချစ်ဖို့ကောင်းတယ်သွားရောက်ပါတကယ်နော်ကျေးဇူး